ငှက်ကလအုပ်ဦးနဲ့ပတ်သက်တဲ့အံ့အားသင့်ဖွယ်အချက်များငှက်ကလအုပ်ဦးတွေကိုအာဖရိကတိုက်မှာနေထိုင်ကြတဲ့ဆန်လူမျိုးတွေကရေထဲဖို့ခွက်အဖြစ်အသုံးပြုကြတယ်လို့သိရပါတယ်ငှက်ကလအုပ်ဦးတွေကတေချာတန့်စင်ပြီးသွားရင်ရေလုံပြီးကြီးမားလွန်းလှတာကြောင့်ရေရှားပါတဲ့ဒေသတွေမှာအခုလိုမျိုးရေထဲတဲ့ခွက်အဖြစ်သုံးကြပါတယ်အဓိကအပြင်သဲကန္နာရဒေသတွေမှာရေတူလောင်ရတာအဆင်ပြေချုံးမွေ့မှုရှိတဲ့အတွက်ဘော့ဆွာနာနိုင်ငံမှာဆိုရင်ယနေ့ထိတိုင်အသုံးပြုနေကြဆဲဖြစ်ပါတယ်ငှက်ကလအုပ်ဦးတစ်လုံးဟာအလေးချိန်အပြင်3ပေါင်လောက်အထိအလေးချိန်ရှိပါတယ်ဆိုတော့ပိတ်တာချိန်အပြင်ငှက်ကလအုပ်ဦးတစ်လုံးဟာ82ချက်ခွဲသားအထိလေးပါတယ်ငှက်ကလအုပ်ဦးကအကွန်လဲတူအရွယ်အစားလဲကြီးမားလာပါတယ်ဒါကြောင့်တခြားသောဥတွေလိုမျိုးပြုတ်စားမယ်ဆိုရင်တရုံနဲ့မကြက်နိုင်ပါဘူးငှက်ကလအုပ်ဦးတစ်လုံးကျက်တဲ့အခြေအနေအထိရောက်ရှိဖို့အတွက်ရင်နွေးစုစုထဲမှာအချိန်1နာရီခွဲကနေ2နာရီလောက်အထိကြာအောင်ပြုတ်ရပါတယ်ဒီလောက်အထိကြာကမှဥကကျက်ပါတယ်ဥကအတော်လေးကိုမှမာကျော်လွန်းလာတာကြောင့်ငှက်ကလအုပ်ဦးပေါ်ကိုလူတစ်ယောက်တက်ထိုင်ရင်တောင်မှမကွဲပဲဒီအတိုင်းရှိနေနိုင်တယ်လို့သိရပါတယ်အခွန်လဲမှာကြီးလဲကြီးမားတာကြောင့်ငှက်ကလအုပ်ဦးကွန်တွေကိုတောင်အာဖရိကတိုက်ကသဲကန္နာရဒေသတွေမှာရေထဲတဲ့ခွက်အဖြစ်အသုံးပြုကြတာဖြစ်ပါတယ်